တွေဖန်တီးရတဲ့ရည်ရွယ်ချက်ကနှစ်ချက်ရှိတယ်ပေါ့နော်ဆိုအချက်တော့ကျမရဲ့ဗီဒီယိုလေးတွေကြည့်ပြီးတော့တစ်နေ့လုံးအလုပ်လုပ်ထားတဲ့လူတွေခဏတာအပန်းဖြစ်စီဖို့အတွက်ရည်ရွယ်ပါတယ်ဆိုတော့ကျမဗီဒီယိုလေးတွေကကြည့်ရှုတဲ့သူကိုခဏတာပြုံးပြောစေတယ်ဆိုရင်တော့ကျမရဲ့ပထမရည်ရွယ်ချက်လေးပြည့်ပါပြီဒုတိယအချက်အနေနဲ့ကတော့ပေါ့နော်ကိုယ်တိုင်ကဒီအလုပ်ကိုချစ်မြတ်နိုးပြီးတော့ဝါသနာပါလို့ပါဆိုတော့စာအုပ်လေးတစ်အုပ်မှာဖတ်ဖူးတာလေးတစ်ခုပြောပြပါမယ်ကျမဆက်ပြပါမယ်လူတစ်ယောက်ကတဲ့ပထမဦးဆုံးသူစကြိုးစားမယ်အဲ့လိုကြိုးစားနေတဲ့အချိန်မှာအဆင့်3ဆင့်ကိုသူချက်ကျော်ရပါမယ်တဲ့အဲ့တော့အဆင့်အတစ်အနေနဲ့သူ့ကိုလူတွေကနေပြီးတော့ဝိုင်းပြီးတော့လှောင်ကြပါလိမ့်မယ်တဲ့ဟာဒီကောင်ကတော့ယူသွားပါပြီကွာဆိုပြီးတော့ဟုတ်ပါတယ်ကျမကိုယ်တိုင်လည်းအဲ့ဒီအဆင့်ကိုရောက်နေပါပြီဆိုတော့ကျမကိုယူတယ်လို့ပြောတဲ့သူတွေကိုပြောချင်တာအဲ့ဒါမှန်ပါတယ်လို့တကယ်ဆိုရင်လောကကြီးမှာအုပ်ဆက်ယူနေတောင်ရှိကြသေးတာပဲမဟုတ်လားအချစ်ယူတယ်လည်းရှိတယ်ကျမဝါသနာပါတာကိုယူတာအုပ်ဆက်ယူလည်းမဟုတ်ဘူးအချစ်ယူလည်းမဟုတ်ဘူးလင်တာယူလည်းမဟုတ်ပါဘူးအဲ့တော့ကိုဝါသနာပါတာကိုလေးပဲယူသွတ်တာပါဒီတော့ကျမကိုယူတယ်လို့ပြောတဲ့သူတွေကိုပြောချင်တာမှန်ပါတယ်ဆက်ပြောကြပါလို့ကျမဝါသနာလေးကတားမရလို့ယူပါတယ်လို့ဆိုတော့နှစ်အချက်ကိုဆက်သွားပါမယ်အဆင့်နှစ်အချက်ကတော့ဒီရဲ့ကြိုးစားမှုတွေကအချိန်တစ်ခုရောက်လာတာတော့မှပေါ့နော်ပန်းနိုင်တစ်ခုကိုမရောက်သေးဘူးအဲ့ဒီအချိန်မှာဘေးကလူတွေကသူ့ကိုဝိုင်းပြီးတော့ပြောကြမှာပဲဟာအလကားပါလို့မင်းဆက်ပြီးတော့လုံနေနေလို့ကျမတို့သူတို့ကဝိုင်းပြီးတော့အားပေးကြပါလိမ့်မယ်အဲ့စကားသံတွေကိုခံနိုင်ရရှိရပါမယ်ကျမကိုယ်တိုင်လည်းအဲ့ဒီစကားသံတွေကိုခံနိုင်ရှိဖို့အတွက်အတော့လေးကိုစူးစမ်းလေ့ကျင့်ယူအောင်မှာဖြစ်ပါတယ်အဲ့တော့နံပါတ်3အချက်အဆင့်3အချက်ရောက်သွားတဲ့အချိန်မှာသူချမှတ်ထားတဲ့ပန်းတိုင်တရားကိုအဲ့ဒီလူတရားကိုရောက်သွားပါပြီပေါ့နော်အဲ့ဒီအချိန်တိုင်းဘေးကလူတွေကသူ့ကိုပြောကြပါလိမ့်မယ်ဟာဒါများသူလောက်တာကြီးလွယ်လေးပဲငါလည်းအချိန်ကသူ့လိုလုပ်ဖို့အတွက်တွေးဥပါတယ်လို့ပြောကြလိမ့်မယ်ပေါ့နော်အဲ့တော့ဆိုလိုချင်တာကျမကိုယ်တိုင်လည်းစူးစမ်းနေသေးဖြစ်လို့ကျမလိုလူငယ်တွေဒီ live ကိုကြည့်နေတဲ့သူတွေပြောချင်တာစူးစမ်းချင်သေးရှိတဲ့လူငယ်တရားအတွက်နေရာတစ်ခုကရှိပြီးသားပါလို့ယုံကြည်ထားပါတယ်ဆိုတော့ကျမနဲ့အတူတူစူးစမ်းကြမယ်နော်အားလုံးကျမချမ်းသာကြပါစေရှင်ဒီနေ့တာအလုပ်တွေလည်းအဆင်ပြေကြပါစေဒီနေ့အတွက်တော့ဒီလောက်ပါပဲရှင်အားလုံးကျေးဇူးတင်ပါတယ်နောက်ပတ်ဒီလိုချိန်မှာပြန်ဆုံကြမယ်နော်ဘိုင်ဘိုင်